အမေရဲ့အလင်းရောင်ဆင်းရဲတော်လဲအိမ်လေးတစ်လုံးထဲမှာနှွေးထွေးမှုအပြည့်ရှိတဲ့မိသားစုလေးတစ်စုရှိတယ်။အဖေအမေသားတစ်ယောက်နဲ့သမီးတစ်ယောက်လူလေးယောက်သာပေမဲ့ချစ်ချင်းမေတ္တာကတော့အိမ်တစ်လုံးလုံးကိုဖြည့်ထားတယ်။အဖေကမနက်မိုးလင်းတာနဲ့အလုပ်သွားရတယ်။အမေကတော့လက်မှုပညာတက်လို့အိမ်မှာပဲလက်ခံလုပ်တဲ့ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုဖွင့်ထားတယ်။အချိန်တိုင်းပင်ပန်းနေကြပေမဲ့မိဘနှစ်ယောက်စလုံးရဲ့အိမ်မက်ကတစ်ခုတည်းပဲသားသမီးတွေပညာတတ်အောင်မြင်လာဖို့တနေ့ညနေမှာမီးလင်းမိန်မိန်အောင်မှာသားသမီးနှစ်ယောက်စာဖတ်နေကြတယ်။အမေကအလုပ်လုပ်ရင်းပြုံးပြုံးလေးကြည့်ပြီးပြောတယ်။သားတို့သမီးတို့ပညာဆိုတာမိဘတွေပေးနိုင်တဲ့အကြီးဆုံးအမွေပါ။အဖေကလည်းပင်ပန်းနေတဲ့လက်နဲ့သားသမီးကောင်းကိုပုတ်ပြီးပြောတယ်။အဖေတို့ဆင်းရဲနိုင်တယ်။ဒါပေမဲ့သားတို့အိမ်မက်တွေတော့မဆင်းရဲစေချင်ဘူး။အဲ့ဒီစကားလေးတွေကြားရတဲ့အချိန်မှာသားနဲ့သမီးရဲ့မျက်လုံးထဲမှာအားတက်တဲ့အလင်းရောင်လေးတွေထွန်းလာတယ်။ဆင်းရဲမှုကသူတို့မိသားစုကိုမခွဲနိုင်ခဲ့ဘူး။ချစ်ချင်းမေတ္တာကျင်နာမှုနဲ့ပညာကိုချစ်တဲ့စိတ်တွေကတော့အိမ်လေးတစ်လုံးကိုအိမ်မက်ကြီးတစ်ခုဖြစ်အောင်ပြောင်းလဲပေးခဲ့တယ်။အဲ့ဒီအိမ်မက်ရဲ့အလင်းရောင်ကတော့အမေပဲဖြစ်တယ်။